ဗီယက်နမ်အသင်းကို2-9မရှိရှုံးနိမ့်သွားပြီးစီးကိန်းအိမ်မက်လွဲချော်သွားခဲ့တဲ့မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းပရိသတ်ကြီးပွဲတိုင်းမှာအပြတ်သက်နဲ့အနိုင်ယူခဲ့တဲ့မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းကတော့ရှုံးနိမ့်သွားခဲ့ရပါပြီ။ပွဲတိုင်းအလီလီမှာအိမ်ပြန်လန်းမျက်နှာပန်းလှခဲ့ပေမဲ့အခုတခါမှာတော့ဗီယက်နမ်အမျိုးသမီးလက်ရွေးစင်နဲ့တွေ့မှကွမ်းသွားခဲ့တာဖြစ်ပါတယ်။ကစားသမားတွေအသုံးမကျလို့မဟုတ်ပဲလက်ရွေးစင်အသင်းရဲ့တိုင်ကတော်တဲ့ဘောလုံးသမားတွေကိုအရန်ထားခဲ့ပြီးတော့ကွင်းထဲမှာထည့်ကစားဖို့နောက်ဆုံးမိနစ်မှာလွတ်ပေးခဲ့တာကြောင့်ဖြစ်ပါတယ်။ဒီဗီယက်နမ်ပွဲနဲ့သာဂိုးအပြတ်သက်နိုင်ရမယ်ဆိုရင်အခုနှစ်စီးကိန်းမှာဝင်ဆက်ပြီးတော့ပါဝင်ကစားနိုင်မှာလည်းဖြစ်ပါတယ်။2-9မရှိပဲရှုံးနေသွားပြီးတော့ကစားသမားတွေရဲ့စီးကိန်းအိမ်မက်ကလည်းပြတ်ခဲ့ရပြီဖြစ်ပါတယ်။အရန်ကစားသမားနေရာမှာတော်တဲ့မေထက်လူကိုဝင်မကန်ခိုင်းပဲဒိုင်းအသုံးမကျခဲ့လို့စီးကိန်းကိုတက်လန်းမယ်ဆိုတဲ့မေထက်လူနဲ့အဖွဲ့ဝင်တွေအိမ်မက်ကလည်းပြက်ပြဲခဲ့ရပါပြီမြန်မာမျိုးသမီးလက်ရွေးစင်အသင်းကအခုပွဲစဉ်မှာဗီယက်နမ်အသင်းကိုအသာစီးရခဲ့ပေမဲ့ဂိုးအပြတ်သက်နဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်အဖွဲမှာဟုတ်မလို့လို့နဲ့ကန်နေခဲ့ပြီးတော့တချီမာတင်ဂိုးမရှိဖြစ်နေတာကိုမေထက်လူနဲ့အရန်ကစားသမားတွေကိုသာပွဲထဲထည့်ပေးရင်နိုင်ဂိုးနဲ့အာဆီယံကိုတက်လန်းနိုင်မှာလည်းဖြစ်ပါတယ်ဒီလိုမျိုးမြန်မာအမျိုးသမီးအသင်းရဲ့ရွှေရောင်အိမ်မက်ကပြတ်ခဲ့ရပြီးတခြားသောအာဆီယံအသင်းတွေထက်ဆိုင်ရင်လက်ရည်ခြေစွမ်းကောင်းတာကိုလည်းတွေ့ခဲ့ရတာပါဗီယက်နမ်အသင်းနဲ့ကစားနေချိန်ကြာပေမဲ့လည်းအစွမ်းကုန်စ조사ကစားနေချိန်မှာကစားသမားမေထက်လူကသူတို့အရန်အဖွဲ့ကိုသွင်းမလားဆိုတဲ့မျှော်လင့်ချက်နဲ့ခဏခဏဒိုင်းကိုကြည့်နေခဲ့တာပွဲလာကြည့်ရတဲ့သူတွေရဲ့အမြင်မှာပဲဒုတိယအချိန်မှာတင်ကွင်းထဲမှာမြန်မာတွေရဲ့စိတ်ဆိုတန်တွေဝေဖန်တန်တွေကအမျိုးသမီးလက်ရွေးစင်အသင်းတိုင်းပေါ်မှာလွှမ်းခြုံသွားခဲ့ပါတယ်။ပွဲပြီးမှပြန်လည်တောင်းပန်လို့လည်းဘာမှမထူပါဘူးနော်။ဗီယက်နမ်က2-9နဲ့အနိုင်ရခဲ့ပြီးတော့မြန်မာမျိုးသမီးအသင်းကတော့ဂိုးမရှိတဲ့ရင်နဲ့ရှုံးနေခဲ့ရပြီဖြစ်ပါတယ်။ပွဲလာကြည့်သူဘောလုံးဝါသနာရှင်တွေကတော့မြန်မာအမျိုးသမီးအသင်းအတွက်ရင်ကျိုးမရဖြစ်ခဲ့ပြီးတော့မြန်မာမျိုးသမီးအသင်းဟာအခုလိုမျိုးအုပ်စုအဆင့်ကနေထွက်ခဲ့ရတာဖြစ်ပါတယ်။မြန်မာမျိုးသမီးအသင်းကဗီယက်နမ်အမျိုးသမီးအသင်းကိုပထမပိုင်းအပြီးမှာတင်2-9မရှိဘဲနဲ့ရှုံးနေခဲ့ရပြီးဒုတိယပိုင်းကစားချိန်မှာလူလဲပေးမရှိပဲဒိုင်းရဲ့ခေါင်းမာမှုတွေကလည်းပါဝင်ပါတယ်ဒါပေမဲ့လည်းပထမပိုင်းပြေးကနီးမှာဝင်ရောက်လာတဲ့ရုံးရိလိုက်ရဲ့ကန်ချက်ကြောင့်ဂိုးရမလို့တောင်ဖြစ်ခဲ့ပါတယ်ဒုတိယပိုင်းမှာတော့မြန်မာအမျိုးသမီးအသင်းကအသာစီးရရှိခဲ့ပြီးဂိုးရအောင်မသွင်းနိုင်မဲ့ဗီယက်နမ်အမျိုးသမီးအသင်းကိုရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်မြန်မာအသင်းဟာစောစောစီစီမိနစ်30အချိန်ကလေးကခန့်စစ်ကနေကစားတာကမှားယွင်းခဲ့ပြီးတော့ကစားရမှာတော်တဲ့မေထက်လူကိုကွင်းသွင်းမကစားတာကပွဲလာပရိသတ်တွေအတွက်မေကွန်းထုတ်စရာပါပဲမေထက်လူရဲ့အိမ်မက်ကအစီကိန်းကိုဝင်ပြိုင်ခြင်းဖြစ်ပြီးတော့စုရယူခြင်းနဲ့စံတာဖြစ်တယ်လို့အင်တာဗျူးတိုင်းမှာဖြေကြားခဲ့ပါတယ်။သူမရဲ့အိမ်မက်လေးပြတ်ခဲ့ရတော့အတော်လေးစိတ်မကောင်းဖြစ်နေခဲ့တဲ့မျက်နှာဟာပေါ်လွင်နေခဲ့ပါတယ်။ကျောင်းကိစ္စတစ်ပတ်နဲ့ကစားခဲ့ရပြီးတော့ stress တွေပြီးနေရကြောင်းသူမရဲ့အိမ်မက်ကိုပွဲစဉ်တစ်လျှောက်မျှော်လင့်ရင်းနဲ့ကွင်းထဲမှာကစားဖို့အတွက် ready လုပ်ထားခဲ့တာဖြစ်ပါတယ်။မိဖုရားကလည်းကိုအသင်းဒီလောက်ဂိုးနေတာကိုဂိုးအများဆုံးခေါင်းတိုက်သွင်းခဲ့တဲ့မေထက်လူကိုမထည့်ပဲဆက်ကစားစေခဲ့တာကမေထက်လူပေါ်မှာအညှိုးထားတာအသိသားပဲလို့ပရိသတ်တွေကတော့ဝေဖန်နေကြတာဖြစ်ပါတယ်။မေထက်လူကသာဒုတိယအချိန်မှာဝင်ခဲ့ပြီးကစားခဲ့ရင်အတော်လေးကြည့်လှပြီးတော့ပွဲစဉ်ကိုအရေးအတွက်ကလည်းတမျိုးပြောင်းလဲသွားနိုင်ပါတယ်ဒီတော့ပရိသတ်ကြီးဗီယက်နမ်အမျိုးသမီးလက်ရွေးစင်အသင်းကို2-9မရှိပဲရှုံးနိမ့်ခဲ့ရတဲ့မြန်မာအသင်းအတွက်မှတ်ချက်လေးတွေပြီးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်